တိုင်ချမ်းမြေမှာကျိုးဆိုပါလေရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်ကလေးကတော့မန္တလေးမြို့မန္တလေးတက္ကသိုလ်နီလူစီကားတဲ့တက္ကသိုလ်ကျောင်းဝင်းတစ်ဝိုင်းမှာ40-60ကွက်ကလေးတွေရှာနေရဆိုတော့ဒီမိတ်ဆက်ပေးမဲ့ကွက်ကလေးရတင်တော်ပါလေရှင်ဒီကွက်လေးကတော့93နာမှာနေနဲ့လမ်းလေးစိတ်အင်းမှာတရှိပါတယ်ပေကျယ်လေးကတော့မြင်းမြပွင့်ပြီးလေးဆိုတော့ကိုပေ60ရှိပါလေရှင်အချမ်းဦးစားစားလေးရတော့ပြန်တော့တင်နေရှိမှာဖြစ်ပါတယ်ရှင်လေလေးကတော့အားလုံးကြိုက်တဲ့တောင်းတဲ့လေးဖြစ်ပါတယ်ရှင်တတိယကတာလေးချင်ပါတယ်ကျောင်းချမ်းလေးစီလေးရတော့တင်ဆောင်ထောင်းနေရောက်တာဖြစ်ပါတယ်ရှင်ဒီကွက်လေးစိတ်ဝင်စားတဲ့စိတ်နဲ့တာနေချင်လေးတုံးများကိုရှိမရှိတော့